အားလုံးပဲမင်္ဂလာပါယခုကျွန်မတင်ဆက်ချင်တာကတော့ကျွန်မရဲ့ home mix mochi ကိုဘယ်လိုလုပ်လဲအသေးစိတ်လုပ်ပုံလုံးလေးကိုတင်ဆက်သွားမှာဖြစ်ပါတယ်ဒီမှာအတိမိတ်ဆွေတကယ်ချင်းတယောက်ကလည်း request လုပ်ထားလို့ပေါ့နော်ဗီဒီယိုနဲ့တစ်ဆင့်အသေးစိတ်ပြန်လုပ်ပေးပါဆိုလို့ကျွန်မလုပ်ထားခြင်းဖြစ်တယ်ကျွန်မကတော့ငပြိုးသီးနဲ့ dragon fruit နဲ့ရေအနည်းငယ်နဲ့မောင်းလို့တုံးပါတယ်ရှင်ကျွန်မရဲ့ငပြိုးသီးကအလုံးသေးတော့ကျွန်မငပြိုးသီးနှလုံးတုံးပြီးမှ dragon fruit ကိုလည်းအလုံးကြီးတစ်လုံးရဲ့၄ပုံတစ်ပုံတုံးပါတယ်ရှင်ပြီးရင်ရေနည်းငယ်ဗီဒီယိုထဲမှာပြထားတဲ့အတိုင်းရေနည်းငယ်ရဲ့နွားနို့ကအဲ့ဒီဘိုးရဲ့တစ်ဝက်စာကိုပဲကျွန်မထည့်တုံးပါတယ်ဘာလို့လဲဆိုတော့နွားနို့ပဲတုံးမယ်ဆိုရင်တအားပြစ်လို့ပေါ့နော်အရင်ပြစ်တာလည်းမကောင်းတော့ကျွန်မရေနည်းငယ်ထည့်ပါတယ်ရှင်အခုလုပ်ပြတာက one portion ပေါ့နော်တယောက်စာပါပဲမြောက်3ယောက်တောင်းမယ်ဆိုရင်တော့ကျွန်မဗီဒီယိုထဲအတိုင်းကိုချင်းပြီးမှလုပ်ကြည့်ကြပါလို့မှထားချင်ပါတယ်ပြီးရင်ဒီ banana နဲ့ dragon fruit smoothie က wish shot တမအတွက်နဲ့ one shot တမအတွက်အရင်တင်တယ်ပြီးတောက်တင်တယ်လို့မှထားချင်ပါတယ်အားလုံးပဲကြည့်ကြပါတဒါ